ဇက်ကားလေးရဲ့အစမှာတော့နှင်းဖူးပေးကြနေတဲ့ညလမ်းမထမှာကားလေးတစ်စီးရအချိန်မှန်မှန်နဲ့မောင်းနေလာပါတယ်။တနေရာရောက်မှာတော့သူမရဲ့ကားပိန်ပေါက်သွားတာမို့သူမကကားပြင်စင်တာကိုဖုံးလွှမ်းခေါ်ကစောင့်နေခဲ့ပါတယ်။လှမ်းနူကစောင့်နေရင်သူမရေးစားကိုလာရွှေနဲ့ဖုန်းစကားစမီပြောနေခဲ့ပါတယ်။သူချိန်သူမစီကိုရှောက်လာတဲ့ကြော်ကြီးကသူမကားပိန်ပေါက်နေတာပြင်ပေးရမလားဆိုတော့ကားနောက်ဖက်ကိုရှောက်သွားပါတယ်။ကိုလာရွှေကလည်းကားပေါ်ကမစင်ဘူးနဲ့ကားပြင်စင်တာကသူလာတဲ့ခါမှာစင်ဖို့အတွက်ကိုတေချာမှာကနှုတ်ဆက်ပြီးဖုံးချသွားခဲ့ပါတယ်။ကြော်ကြီးကနောက်တစ်ခေါက်ပြန်လှည့်လာကသူမကိုသူကားပိန်ကိုပြင်ကတော့ခေါ်ထားတဲ့သူကိုပဲစောင့်မယ်လို့ဆိုကရင်ကြီးစာနဲ့ညင်းလိုက်ပါတယ်။သူမညင်းလိုက်ပြီးအတန်ကြာတဲ့အထိကြော်ကြီးရဲ့ကထွက်မသွားပဲရှိနေတာ။သူမကားရှိမီကိုဖွင့်ပြီးကြည့်မယ်လို့ကြော်ကြီးကဘွားကနေမှန်နာကပေါ်လာကမှန်တကားတွေကိုရိုက်ချိုးကသူမကိုစတင်တိုက်ခိုက်ပါတော့တယ်။ခွန်အားချင်းမမျှတာကြောင့်ကြော်ကြီးရဲ့ရိုက်နှက်မှုတွေကြောင့်မှသူမအမောင်ကဘာရဲကိုရောက်သွားပါတော့တယ်။သူမတတိယလာချိန်မှာတော့သူမ wet slip ဖြစ်နေတဲ့ခန္ဓာကိုအိတ်တစ်ခုထဲမှာထည့်ထားတာကိုခံစားလိုက်ရပါတယ်။ဒါပေမဲ့သူမကလုံမရခဲ့ပါဘူးအတန်းဝင်ငွေလေးသာကြံတော့တဲ့လှနုကသူ့ကိုရှော့ဖို့ပြင်ဆင်နေတဲ့ကြော်ကြီးကိုသူမကိုမရှော့ဖို့နဲ့သူမပိုက်ထဲမှာခလေးလေးရှိကြောင်းအတနာခံပြီးနောက်ဆုံးစကားလေးပြောနေပေမဲ့ကြော်ကြီးကတော့သူမကို yes set ဆိုတာအပိုင်းခုတ်ဖြတ်လိုက်ပါတော့တယ်ကြော်ကြီးကပိုင်းဖြတ်ထားတဲ့အပိုင်းစားတွေကိုနောက်ကဘုံထဲကိုထည့်လိုက်ချိန်မှာသူမရဲ့လက်ကဆွတ်ထားတဲ့လက်စွပ်ကလေးကနောက်ကရေမြောင်းထဲကိုပြုတ်ကျသွားပါတယ်အတန်ကြားလိုက်လို့လှည့်ကြည့်ပေမဲ့ကြော်ကြီးကဘာမှမသိလိုက်ပါဘူးဒီလိုနဲ့သူ့လုပ်ကိုသူဆက်လုပ်ပြီးအားလုံးပြီးသွားတဲ့ချိန်ခဲ့တယ်နောက်တစ်နေ့ရဲ့မနက်မှာတော့ကလေးတယောက်ကလိုက်လံရှာဖွေကစားနေရင်အိမ်မဲတစ်ခုကိုတွေ့တာကြောင့်ဖွင့်ကြည့်လိုက်ချိန်မှာတော့အိတ်ထဲမှာနေရွက်ပြက်တစ်ခုကိုတွေ့လိုက်ရကသူ့တငယ်ချင်းတွေကိုခေါ်ကပြလိုက်ပါတယ်ဒီလိုနဲ့အိမ်နာတဝိုက်ကိုရဲရီစုံစမ်းရေးတွေရောက်ရှိလာကစတင်စစ်ဆေးရှာဖွေပါတော့တယ်သူတို့အတော်အတန်ကြာရှာဖွေပြီးတဲ့နောက်မှာတော့ရေစက်မောင်းပြက်တစ်လုံးကိုသာရှာဖွေတွေ့ရှိခဲ့ကြပါတယ်ကိုလာရှိလည်းအခင်းဖြစ်တဲ့နေရာကိုရောက်ရှိလာပြီးလွန်ခဲ့တဲ့တလကမှသူနဲ့ချိတ်ဆက်ထားတဲ့သူ့ရဲ့ချစ်လာစွာသောမိန်းကလေးကဒီလိုအဖြစ်ဆိုမျိုးနဲ့ကြုံခဲ့ရတာမို့ဝမ်းနဲ့စွာကြေကွဲငိုကြွေးနေမိပါတယ်။နောက်တနေ့မိုးတောက်ရမှာတော့စိတ်ပြက်စွာထိုင်နေတဲ့ကိုလာရှိရဲ့နားမှာလှနုရဲ့ဖခင်ကကောင်းကင်ကငါတို့ကိုကူညီပေးလိုက်တာပဲ။မမို့ဆိုရင်သူ့ကိုရှာလို့တွေ့မှာတော့မဟုတ်ဘူးလို့ပြောကနှစ်30ကျော်ကြာစုံတော့လှုပ်လာခဲ့ပြီးသူ့သမီးကိုမကာကွယ်ပေးနိုင်လိုက်တာမို့လို့တောင်းပန်ရင်ဖွင့်လာခဲ့ပါတယ်။ဒီလိုနဲ့အတုပအခမ်းအနားပြီးဆုံးသွားပြီးမှတော့ကိုလာရွှေကဝမ်းနဲ့စွာငိုကြွေးနေရင်စိတ်ထဲကနေကလေးတစ်ခုကိုလာနုကိုပေးလိုက်ပါတယ်အဲ့ဒါကတော့မင်းကိုနှာကျင်အောင်လုပ်တဲ့အချက်အစ100,000မကနှာကျင်အောင်သူပြန်လုပ်ပေးပါမယ်လို့ဒီပေးပြီးတဲ့ကိုလာရွှေကနောက်တစ်နေ့ကစပြီးစတင်စုံစမ်းစစ်ဆေးပါတော့လာနုရဲ့ဖခင်ကတန်ညာရှိသူ၄ဦးကိုပုံနေနဲ့တကွအချက်လက်တွေနဲ့ကိုလာရွှေကိုပေးလိုက်ပါတယ်ကိုလာရွှေကအချက်လက်တွေကိုကြည့်လာနုရဲ့ဖခင်နဲ့ခင်မလေးကိုနှုတ်ဆက်ကထွက်လာခဲ့လိုက်ပါတယ်တန်ညာရှိသူတွေရဲ့ပုံတွေကိုနိုင်ငံမှာတန်းစီချိတ်ကပထမဒီနေရာကိုသတ်မှတ်ပြီးကိုလာရွှေဟာစားထွက်လာခဲ့ပါတယ်ပထမဆုံးတော့တုတ်ကြီးရဲ့အိမ်မှာတုတ်ကြီးကအခန်းထဲမှာသူများရင်နံတူးတာကိုကြည့်ပြီးတကူတော့လှုပ်အားပေးနေတာကိုကိုလာရွှေကရောက်ချလာပြီးအမောက်တိတ်ကြီးကိုခုံမှာပါဇက်ပိတ်ကျိုးနဲ့တုတ်ကင်းကပုံကိုပြပြီးတော့မေးပါတုတ်ကြီးက तू မသိဘူး तू လောက်တာမဟုတ်ဘူးလို့ပြောချိန်မှာတော့ကိုလာရွှေကဒါဆိုရင်လည်းကောင်းပြီလို့ဆိုအခန်းထဲကသူကိုယူလာပြီးတုတ်ကြီးရဲ့တပွားစာလုံးရင်နံတူးမရအောင်အဆုံးသတ်ပေးလိုက်ပါတယ်တန်ရန်တလပေါ်နဲ့ဆေးရုံရောက်လာတဲ့တုတ်ကြီးကရခင် तू လောက်ခဲ့တဲ့အမှုတွေအားလုံးကိုဝန်ခံကကဲပေးကြဖို့ပါဇက်ကတူတူပြောနေတခြားရဲတွေကိုအံ့ဩစေခဲ့ပါတယ်နောက်ထပ်ပြစ်မှတ်တွေအသီးသီးကလည်းကိုလာရွှေရဲ့စစ်ဆေးမေးမြန်းမှုတွေအပြီးမှာတော့အလုံးစိတ်ယုံရောက်ကုန်ကြပါတယ်။ဒါပေမဲ့လည်းတရားခံစစ်ကိုရှာမတွေ့သေးတာမို့ကိုလာရွှေကတော့မအေးချမ်းနိုင်သေးပါဘူး။ဒီချိန်မှာတော့မီးအောင်ဖျက်အောင်မှာမိန်းကလေးတယောက်ကပစကားစီကိုစောင့်နေခဲ့ပါတယ်။မော်တနေရာကသူမကိုကြည့်နေတဲ့ကျော်ကြီးရဲ့ကတလင်ချင်းတောင်ပေါ်လန်ကဆင်းလာကသူမရှိကိုရောက်ပြီးသူမကိုကူညီနိုင်တယ်သူလိုက်ပို့ပေးမယ်လို့ပြောပါတယ်။အစကတော့မိန်းကလေးကတော့ညင်းပေမဲ့လို့လိုက်ပို့ပေးမယ်တန်တန်ပြောနေတဲ့အတွက်ကြောင့်လိုက်စီးဖို့ရသဘောတူလိုက်ပါတယ်။တော်တော်လန်းလန်းကိုမောင်းနေလာပြီးတဲ့နောက်မှာတော့ဂျော်ကြီးကတန်လက်တစ်ဖက်နဲ့နောက်ကတစ်ခုခုကိုရှာဖွေနေခဲ့ပါတယ်။သူမကလည်းဘာကိုရှာနေမှမသိတဲ့အတွက်ကြောင့်မလို့နားကတိတ်တိတ်ကလေးလိုက်လာခဲ့ပါတယ်။ဂျော်ကြီးရှာနေတဲ့ပစ္စည်းကသူမဘွားကိုအဆုံးသတ်သွားမယ်ပစ္စည်းဆိုတာတော့သူမမသိခဲ့ပါဘူး။ဂျော်ကြီးကတန်ပိုက်တော့ကိုရလာတာနဲ့အရှိမချကငါကောက်ကိုစီးရတာချီကစီးရတယ်လို့ဖြစ်နေတာလားကောက်မဆိုပြီးအစမနဲ့ခါစီဝင်ချွေပေးလိုက်ပါတယ်။လက်တံပြောင်းတဲ့ဂျော်ကြီးကိုကိုလာရွှေဘလို့ဆုံးမပေးမလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ကြည့်ရှု